တယောက်ချင်းပြီးနေကလစ်စစ်တော့ဆက်ပါဖြစ်ပါတယ်မိသားလေးနှစ်ပါတော့နင်းငယ်ပြင်းနေပါတယ်အဲ့တော့ဆော့လိုက်ကြရအောင်ဝါကိတ်ကြီး Oh my god wow အဲ့ဒီလိုနဲ့ပဲပွဲရောက်သွားပါတယ်ပွဲရောက်တော့ဘာခိုင်းလုံးကိုင်းမှမသိပါဘူးအဲ့တော့ဒီနေ့တော့နာလေးဆော့လိုက်ရင်ကောင်းမယ်ဆိုပြီးတော့နာလေးပြလိုက်ပါတယ်နို့တင်မှာတော့ချောင်းရယ်မူဘာရီယာရယ်ဆိုရာရယ်ပုတ်ပြီးရပါပါတယ် A few moments later ပွဲရောက်သွားတာနဲ့နာကိုင်းမှာဆိုတော့အင်းလေးကိုတွားပြီးတော့မိကခုပြီးစားပါတယ်ခိုင်ပါကပပူတူဆိုပပူတူကလည်းသူ့အနေနဲ့သူ့ပေါ့နော်ဖမ်းပါပေါ့နော်နူဘာရီကတော့ရက်နေပါတယ်ထုံးစံတိုင်းပဲပေါ့နော်။နာကိုင်ပြီးတော့လည်းပွဲထဲမှာလိုက်ခဲ့ရပါတယ်။ကြရတဲ့လူကတော့ထူးထူးခြားခြားပါပဲ။သူ့ရဲ့နာမည်ကခွေးပြန်ကြီးပါခွေးပြန်ကြီးလည်းကြရပါသေးတယ်။ဟွာအဲ့ဒါလို့နူဘာရီကိုခြုံကိုတိုက်လိုက်ပါတယ်အမတက်တီဆိုတော့တီသွားပါ Cut that. Oh my god, what is that? Oh my god, what is that? အဲ့လိုပြောပြီးမကြပါဘူးပြန်ပြီးတော့ဝေ့လေပါရဲ့အမဖရန်ကိုကတော့ကနေမသိမချင်းဝင်လိုက်နေရပါဂရန်ဂျာကလည်းတစ်ချက်ပြစ်လိုက်ပါဒီအမပြေးနေရတယ်အဲ့ဒီချိန်မှာဟိုဘက်က enemy နိုဘာရီယာကလိုက်လာပါတယ်အစားကတော့ကိုလွတ်တယ်လို့ထင်တာခဲ့ပါတယ်ဒါပေမဲ့လည်းပြန်ပြီးဝေ့လေလာပါရဲ့တီဒီမှာပေါ်လမ်းမှာတိုက်ပွဲဖြစ်နေရတယ်သူနဲ့တူကတော့တော့ကျွမ်းလိုက်ပါတယ်ဒါနဲ့တော့ကျွမ်းတဲ့အချိန်မှာကျမတို့မိသားစုလိုက်ပြီးတော့နော်ဘက်ကဖရန်ကိုဝိုင်းတက်ကြရတယ်အဲ့မှာတော့ဖရန်ကိုကပြီးသွားပါတယ် Oh my god wow ဒါရီကတော့နောက်ဆောင်တယ်တူပါပွဲထဲမှာပေါ့နော်ပြင်လာ9ယောက်ကစီလုံးနဲ့စစ်ခင်နေဆိုတော့ပွဲရနေတော့မှာပေါ့နော်အဲ့ဘက်မှာဟိုဘက်မှာတော့ရုံးနေနေရပါတယ်ဟိုဘက်က enemy ကတော့ဖရန်ကိုကလည်းဆွဲပါတယ်သူကဆွဲပေါ့နော်မပါဘူးပေါ့နော်အဲ့ချိန်မှာပပူလိုကြီးပါသွားတယ်ပပူလိုပါတယ်ဒီနောက်မှာလိုက်တဲ့နေချောင်းကြီးကိုကောက်သွားပါတယ်အချိန်မှာ record ပြရပြီးအချိန်မှာတော့ပွဲရအံ့ပါတော့မယ်အဲ့တော့နိုင်သွားပြီပေါ့နော်အားလုံးပဲသာ